ဒီ1 မိနစ်ဗီဒီယိုလေးဖြင့်တင့်ကျန်းမာရေးကိုမြင့်တင်ပါလူအများစုကစပိန်စီးတာဟာခြေထောက်ကိုပဲတက်ရောက်မှုရှိတယ်လို့ထင်ကြပါတယ်တကယ်တော့စပိန်စီးရင်တင့်နှလုံးဟော်မုန်းတွေအုံနှောက်နဲ့မျိုးဆက်ပွားစွမ်းရည်ကိုပါပြောင်းလဲစေပါတယ်နေ့စဉ်စပိန်စီးခြင်းဟာတင့်ပေါင်တင်ပါကိုယ်အလဲပိုင်းကြွက်သားနဲ့အစ်စ်တွေကိုကြာရှည်ခံနိုင်ရည်ရှိအောင်တိဆောက်ပေးတာမို့တင့်ခြေထောက်တွေကိုကျစ်လစ်သမာစေပါတယ်စပိန်စီးခြင်းဟာအင်ဆူလင်နဲ့ပတ်သက်တဲ့ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုကိုမြင့်တက်စေပြီးတင့်ခန္ဓာကိုယ်ကကြားဓာတ်ကိုပိုကောင်းကောင်းအသုံးချနိုင်ကအထူးသဖြင့်ဘိုင်နာတစ်ဝိုက်မှာအဆီစုခြင်းကိုလျော့နည်းစေပါတယ်။သွေးလှည့်ပတ်မှုကိုပိုကောင်းစေပြီးနှလုံးရောဂါဖြစ်နိုင်ခြေလည်းလျော့ကျစေပါတယ်။စပိန်စီးခြင်းဟာအင်ဒိုဖင်ဒိုပါမင်းနဲ့စီရိုတိုနင်လိုဓာတုပစ္စည်းတွေတိုးလာစေပြီးစိတ်ဖိစီးမှုစိုးရိမ်ပူပန်မှုတွေကိုလျော့ကျစေကအိပ်စက်မှုကိုပိုမိုကောင်းမွန်စေပါတယ်။ PCOS ရှိတဲ့အမျိုးသမီးတွေဆိုရင်အင်ဆူလင်ခုခံမှုကိုလျော့ကျစေတာကြောင့်ဟော်မုန်းကိုထိန်းညှိပေးပြီးမျိုးဦးကြွေခြင်းကိုမြင့်တင်ပေးနိုင်ပါတယ်။ဒါကြောင့်ပိုတန်မာတဲ့နှလုံးပိုကောင်းတဲ့စိတ်အခြေအနေညီမျှတဲ့ဟော်မုန်းနဲ့ပိုကျန်းမာတဲ့ခန္ဓာကိုယ်ကိုလိုချင်ရင်ပုံမှန်စပိန်စီးခြင်းကိုသင်လုပ်နိုင်ပါတယ်။